ထိုက်လက်ထက်က Osmo Pocket 4ပေါ့နော်သူကနီးကပ်ကြည့်ပြီဆိုလို့ရှိရင်3နဲ့ကလုံးဝစင်တူလိုပဲပေါ့နော်ဒီခလုတ်ပါတာမပါပဲကွာသွားတယ်နေ့တနေ့ကမှထွက်သွားတဲ့ Osmo Pocket 4ပေါ့နော်ဒီမှာ standard Google ကဒါတော့ Creator Combo က18900မစိုးပြောရမယ်ပေါ့နော်ဈေးကဒီ Osmo Pocket 3နဲ့ဆိုရင်နည်းနည်းပဲကွာတယ်ဆိုတော့ဖွင့်ကြည့်မယ်ပေါ့နော်သူဒီနှစ်ခုကဘာကွာလဲဆိုတော့ခလုတ်ပါတဲ့ဟာကွာတယ်ဒီမှာဖွင့်လိုက်ပြီဆိုလို့ရှိရင် Osmo ပဲစာပဲပါတယ်ဒီမှာဖွင့်လိုက်ပြီဆိုလို့ရှိရင်ဒီမှာခလုံးနှစ်ခုထပ်ပါတယ်ပြီးတော့နောက်တစ်ခုကဒီအနောက်နားမှာပေါ့နော်ဒီလိုမျိုးတန်လိုက်နဲ့ join လို့ရတဲ့မီ lighting အတွက် join လို့ရတဲ့ဟာလေးပါရပေါ့နော်ပြီးလို့ရှိရင်သူကဒီအထဲမှာတော့ဒီ slow mo တွေပါကြီး240 frame ထိရတာပါကြီးကွာသွားမယ်ပေါ့နော်ဆိုတော့ဒီဟာလေးကိုထိတ် selfie mode လေးနဲ့ကြည့်ကြည့်မယ်peace လက်ထဲမှာ Osmo Pocket ကိုကင်ထားတယ်ပြီးတော့နောက်တစ်ခုသူကွာတာကထိပြန်မယ်နော်သူကဒီ joint stick ပေါ့နော်ဒီလှည့်တဲ့ဟာလေးကတော်တော်ကွာသွားတယ်ဒီကောင်လှည့်တဲ့ဟာသူကသူ့ကို upgrade လုပ်ထားတာပေါ့နော်ဒီမှာသူ့ရဲ့ joint stick လေးကလှုပ်ရတာထိပြန်နော်လုံးဝ gain ဆော့ထား gain ဆော့ရတဲ့ feeling ရတယ်ပေါ့နော်အလုံးလေးလုံးဝ cycle လှည့်လို့ရတယ် gain ဆော့ရဲ့ joint stick လုံးလေးလို့ဟိုဘက်ဒီဘက်ဒီလို That's okay ဒီလိုလှည့်လို့ရတာဖြစ်သွားတယ်အရှိဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဒါသူ့ရဲ့အရှိဘက်ဖြစ်ပါတယ် Osmo Pocket 4ပါ Pocket 4ပါ